ဗီဒီယိုကတော့ကျွန်တော်စီမှာရှိတဲ့15ပဲရွှေလေးတွေကိုရော့ထည့်ရွေးတဲ့နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်အရင်တော့15ပဲရွှေလက်စွပ်တွေကိုကြည့်လိုက်ကြအခုလာမယ့်လက်စွပ်လေးတွေကတော့15ပဲရွှေရည်ဖြစ်လက်စွပ်လေးတွေဖြစ်ပြီးခုလိုရိုးရှင်းဝိုင်းဆက်တဲ့ဒီဇိုင်းလေးနဲ့ကြည့်စရာကောင်းတဲ့အသေးပုံဒီဇိုင်းတွေရှော့အတွက်နှစ်ရွေးပဲယူထားတာနော်အဝိုင်းလက်စွပ် Golden Cycle Ring ကတော့ Gold Weight ကတစ်ပဲ2.4ရွေးရှိပြီးတော့အသေးလက်စွပ် Golden Heart Ring လေးကတော့ Gold Weight ကတစ်ပဲ3ရွေးရှိတယ်နော်တစ်ခုကတော့ Basic Net ခုလိုခံရတဲ့ Basic Net Ring ကလုံးဝ unisex နော်ယောက်ျားလေးကောမိန်းကလေးကောဝတ်လို့ရတယ်လို့လူကြားထဲမှာလည်းရမ်းထင်ပေါ်စေမှာအမှန်Gold Weight ကတော့6ပဲ1.3ရွေးရှိပါတယ်ဒီမဲ့ဆိုရင်တော့ထွန်းရှော့ရဲ့ဒီနာမည်လေးတွေနဲ့ဟောတာပါပဲနော်ဒီတစ်ခုကတော့ပုံမှန်ရိုးရိုးရှင်းရှင်းဒီဇိုင်းမျိုးမဟုတ်ဘဲနဲ့လူငယ်ဆန်ပြီးလုံးဝ fashion ကျစေမယ်ပြားရီပွဲလို့ဆို Gold Weight ကတော့6ပဲ1.5ရွေးရှိရနော်ခုလိုဒီဇိုင်းမျိုးကိုအလျှော့ရွေးတဲ့ရမှာဆိုတော့နောက်မချခင်မြင်ယူရလိုက်တော့နော်စုံတစ်ခုကတော့ daily ပဲဝင်လာပွဲရင်ပဲတောက်တာဘယ် outfit နဲ့မဆိုလုံးဝ perfect ဖြစ်နေမယ် Gold Weightရွှေချိန်ကတော့9ပဲ2.3ရှိဒီလိုလက်စွပ်တွေတော့နှစ်ရွေးတဲ့နဲ့တော့လက်စွပ်တွေပြီးပြီဆိုတော့နောက်တစ်ခုကရုပ်ရှင်မိလူကြိုင်များတဲ့ဒီကျိုးလေးဒီကျိုးရဲ့ရွှေချိန်ကတော့3ပဲ6ရွေးကျိုးကြီးပဲဆိုလဲ fine တယ်လို့ခုလိုပန်းတန်လေးတွေဖြစ်တဲ့ Golden Key ပန်းတန်တို့ Dinosaur Side ပန်းတန်တို့နဲ့တွဲဝင်လဲပြောစရာမလိုတော့ match ဖြစ်မှာနော်ဒီ collection လေးမှာတော့ bracelet လေးတွေရောဆွဲကြိုးလေးတွေရောပါရခုလိုဘူအန် classic ဖြစ်တဲ့ Wi-Fi bracelet လေးနဲ့ necklace design လေးကိုအရော့နှစ်ရွေးလေးနဲ့ဆိုတော့ချိန်ကြတာ aura လိုက်တော့ bracelet လေးတွေထဲမှာတော့ Gold Weight လေးက2ပဲ1.6ရွေးရှိတဲ့ bracelet လေးနဲ့ Gold Weight 10ပဲရှိတဲ့ bracelet လေးဆိုပြီး bracelet တစ်ခုရှိတယ်နော်။ design ကတော့ဒီ design လေးပဲဒါပေမဲ့ရွှေချိန်ထဲမှာဆိုရင်ရွေးချယ်စရာလေးပေါ်လာတော့ဒါနဲ့ခုဒီရွှေလေးရဲ့အတွက် promotion က25ရက်နေ့အထိပဲနော်။ Okay လက်ချန်လေးတွေလည်းနည်းနေပြီမို့လို့လူချင်းတဲ့ပစ္စည်းတွေကို screenshot ရိုက်ဖြတ်ပေါက်စာအားခဲ့လိုက်